တွန်တေးမြို့နယ်ကိုယ်စားလှယ်အမှတ်1ဦးနေဝင်းမေးမြန်းမှုဖြစ်ပါတယ်ဒေသပါတဲ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးဒုတိယဥက္ကဋ္ဌဝန်ကြီးများလွှတ်တော်ကိုယ်စားလှယ်များနဲ့အဲ့ဒီရောများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာကျွန်တော်ကတော့ရန်ကုန်တိုင်းဒေသကြီးတွန်တေးခရိုင်တွန်တေးမြို့နယ်မဲဆန္ဒနဲ့အမှတ်1တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးနေဝင်းဖြစ်ပါတယ်လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာလွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်ကျွန်တော်မီးမြတ်မဲ့မိကွန်းကတော့တွန်တေးခရိုင်တွန်တေးမြို့နယ်နဲ့လိုင်သာယာမြို့နယ်ထပ်ပင်မြို့နယ်ညောင်တုံးမြို့နယ်မူပင်မြို့နယ်ထိစပ်နေတဲ့ဒေသနေပြည်သူများအသုံးပြုနေတဲ့တွန်တေးလိုင်သာယာအဝေးပြေးလမ်းမကြီးမှခတ္တိယကြီးရွာသို့ဖောက်လုပ်ထားတဲ့12ပေအကျယ်ရှိတဲ့ကွန်ကရစ်လမ်းကိုလမ်းတစ်ဖက်လင်3ပေစီလမ်းပခုံးချက်ထွင်ပေးရန်နဲ့ပျက်စီးနေတဲ့ကွန်ကရစ်လမ်းပိုင်များအားပြုပြင်ပေးနိုင်ပါရန်တင်ပြတဲ့ကျေပွန်ပြမေကွန်ဖြစ်ပါတယ်ခင်ဗျာဥက္ကဋ္ဌကြီးခင်ဗျာတွန်တေးမြို့နယ်ဟာအကျယ်ဝန်း299.939 စတူယာမိုင်အကျယ်ဝန်းရှိပြီးရပ်ကွက်က10ရပ်ကွက်ကြီးရွာအုပ်စု65အုပ်စုပေါင်း83အုပ်စုရှိတဲ့မြို့နယ်ဖြစ်ပါတယ်ကျေးရွာအုပ်စု65အုပ်စုမှာကျေးရွာပေါင်း235ရွာပါဝင်ပြီးအိမ်ခြေ49,600နှစ်ကျေးလက်နေလူဦးရေ2,6,941တို့နေထိုင်နေရှိပါတယ်ဒါကကျေးလက်မှာကြီးပဲနေတဲ့လူဦးရေပါမြို့ပေါ်လူဦးရေထက်သွင်းထားခြင်းမရှိပါဘူးပါဝါပွိုက်30ပြပါခင်ဗျာပဒံရီကျော်ခတ္တိယလမ်းဟာတွန်တေးလိုင်သာယာဝီပြေးလမ်းမကြီးမှစတင်ပြီးခတ္တိယကြီးကိုဖောက်လုပ်ထားတဲ့လမ်းအရှည်73မိုင်ရှိတဲ့လမ်းဖြစ်ပါတယ်အဆိုပါလမ်းတစ်လျှောက်မှာကြီးရွာအုပ်စု14အုပ်စုကြီးရွာပေါင်း44ရွာ next ကြီးရွာပေါင်း44ရွာအိမ်ခြေ6,958အိမ်ထောင်စု9,805လူဦးရေ32,349ယောက်လေဧက26,520ဧကငါးမွေးမြေက11,664ဧကအထက်တန်းအလယ်တန်းမူလတန်းစာသင်ကျောင်းပေါင်း35ကျောင်းကျောင်းသားကျောင်းသူ9,832ဦးတို့ကိုတိုက်ရိုက်အကျိုးပြုနေတဲ့လမ်းဖြစ်ပါတယ်ခင်ဗျာညောင်တုံးမြို့နယ်မူမြို့နယ်နဲ့ဆက်ဆက်နေတဲ့လမ်းဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ဒီညောင်တုံးမြို့နယ်မူပင်မြို့နယ်ဒီကနေဒီလမ်းကိုအသုံးပြုတဲ့အိမ်ခြေလူဦးရေလေဧကနဲ့9ကန်ရဲ့အရေးအတွက်ဒီတခုတင်ပြပါစီရင်ပါပါဝင်ခြင်းမရှိသေးပါဘူးခင်ဗျာဒါကတော့ slide နဲ့ next slide 3လို့ဖြင့်လူဦးရေအိမ်ခြေနဲ့တိုက်ရိုက်အကျိုးရှိတဲ့အချက်လက်တွေကိုတင်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ next ဒါကလမ်းရဲ့ဒီနေရာကိုတော့ slide 4ဖြင့်တင်ပြအပ်ပါတယ်ဒါကရန်ကုန်တိုင်းရဲ့မြေပုံမှာကျွန်တော်တင်ပြပါလမ်းဟာအမှတ်သားပြထားတဲ့နေရာမှာတည်ရှိတဲ့လမ်းဖြစ်ပါတယ်ခင်ဗျာ next ဒါကမြို့နယ်တွင်းမှာတည်ရှိတဲ့လမ်းနေရာကို slide 5ဖြင့်တင်ပြထားခြင်းဖြစ်ပါတယ်လမ်းရဲ့ဒီနေရာမြေပုံရလမ်းဟာမူပင်မြို့နယ်အစညောင်တုံးမြို့နယ်အစထန်းတင်မြို့နယ်အစနဲ့လှိုင်သာမြို့တော်တို့နဲ့နီးကပ်စွာတည်ရှိနေတဲ့လမ်းဖြစ်ပါတယ်လှိုင်သာမြို့နယ်အနီးမှာတည်ရှိတဲ့အတွက်လှိုင်သာမြို့နယ်မှာဖွင့်လှစ်နေတဲ့စက်ရုံအလုပ်ရုံတွေကိုကျေးရွာမှာနေထိုင်ကြတဲ့စက်ရုံအလုပ်ရုံလုပ်သားများနေ့စဉ်အလုပ်တက်ဆင်းရတဲ့လမ်းလည်းဖြစ်ပါတယ်ဒါကြောင့်ဒီပဒံရီကျော်ခတ္တိယလမ်းဟာဒေသရဲ့စိုက်ပျိုးရေးမွေးမြူရေးကုတ်ထုတ်လုပ်ငန်းများတာမကဒေသတွင်းနေထိုင်သူတွေရဲ့အလုပ်ကိုင်အခွင့်အလမ်းများကိုပါပေါ်ဆောင်ပေးနေတဲ့အရေးကြီးတဲ့လမ်းတစ်လမ်းပဲဖြစ်ပါတယ် next ဒါကလမ်းနဲ့ပတ်သက်တဲ့အချက်လက်ကပဒံရီကျော်ခတ္တိယလမ်း73မိုင်လမ်းအဆင့်တန်း class A ပြည်ထောင်စုမှစီမံခန့်ခွဲသောလမ်းဖြစ်ပါတယ်လမ်းရဲ့နောက်ခိုင်တမိုင်းချောင်းအရမူသားမြေသားလမ်းဟာ2018-2019 ဘဏ္ဍာရေးနှစ်မှာ Great Golden Champion နှစ်ကုမ္ပဏီကနေနှစ်မြင့်ဆောင်2.5 မိုင်2019-2020 ဘဏ္ဍာရေးနှစ်မှာ Rawway ကုမ္ပဏီကနေ3မြင့်ဆောင်6.5 မိုင်2021-2022 ဘဏ္ဍာရေးနှစ်မှာဘောတိကုမ္ပဏီမှ3ညမြင့်ဆောင်9.68 မိုင်ကွန်ကရစ်လမ်းအဖြစ်အဆင့်မြင့်တင်ဆောင်ရွက်ပေးခဲ့ပါတယ်2024-2025 ဘဏ္ဍာရေးနှစ်မှာတော့တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေကနေကွန်ကရစ်လမ်းရဲ့နှိမ့်ကျနေတဲ့လမ်းပကုံးတစ်မြင့်ဆောင်3.9 မိုင်ပြုပြင်ခြင်းနဲ့ကွန်ကရစ်လမ်းအကွဲနှိမ့်ကျနေမှုပေ2,985ပေကိုကတ္တရာအပေါင်းခံလာပြီးဆောင်ရွက်ပေးခြင်း2025-2026 ဘဏ္ဍာရေးနှစ်မှာတစ်မြင့်ဆောင်6မိုင်အား12ပေမှ16ပေတိုးချဲ့ပေးခြင်း1,600အချီမျောတုတ်ရိုက်ပေးခြင်းနဲ့9ပေပတ်လည်24ပေ
အကျေရှိတဲ့ box cover တစ်စင်းတိဆောက်ခြင်းကိုဆောင်ရွက်ပေးခဲ့ပါတယ်ဒါကိုတော့ slide 6ဖြင့်တင်ပြအပ်ပါတယ်လမ်းကျဲဆက်လက်ပြီးလမ်းရှိ73မိုင်မှာတင့်မြင့်ဆောင်6မိုင်သာလမ်းချဲထားတဲ့အတွက်လမ်းချဲရန်7မိုင်7မြင့်ဆောင်2မိုင်ခန့်ကျန်ရှိနေပါတယ်လမ်းရှိဒီကျန်တဲ့7မြင့်ဆောင်2မိုင်အတွင်းမှာလည်းကွန်ကရစ်လမ်းပိုင်းအချို့ဟာပျက်စီးနေတဲ့အတွက်ပြုပြင်ပေးရန်လိုအပ်လျက်ရှိပါတယ် next ဒါကစလိုက်ခုနဲ့တင်ပြထားတာကတော့2025-2026ဘဏ္ဍာရေးနှစ်မှာ12ပေကျကွန်ကရစ်လမ်းကို16ပေအကျယ်လမ်းအဖြစ်ဆောင်ရွက်ထားရှိမှုကိုတင်ပြတဲ့ဓာတ်ပုံမှတ်တမ်းဖြစ်ပါတယ်ဒါက12ပေကနေပြီးတော့မှ16ပေချဲ့ထားတာပါဒီဓာတ်ပုံ၄ပုံတစ်လုံးဟာလမ်းချဲ့ထားတဲ့ဓာတ်ပုံတွေဖြစ်ပါတယ်ဆလိုက်ရှိnextဆလိုက်ရှိမှာတင်ပြထားကတော့ပျက်စီးနေတဲ့လမ်းပိုင်းများဖြစ်ပါတယ်ဆလိုက်ရှိကအောက်ဆုံးပုံကတော့မပျက်စီးသေးဘဲနဲ့ကွက်ကြားကျန်နေတဲ့လမ်းကြီးရဲ့အနေအထားဖြစ်ပါတယ် next ဆလိုက်ကိုမှတင်ပြထားပြီးတော့ပျက်စီးနေတဲ့ကွန်ကရစ်လမ်းပိုင်းကြီးရဲ့အခြေအနေကိုတင်ပြထားခြင်းဖြစ်ပါတယ်ခင်ဗျာ next ဆလိုက်ထဲမှာတင်ပြထားတာကတော့12ပေအကျယ်သာရှိတဲ့လမ်းမှာစိုက်ပျိုးရေးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများဆက်ယုံအလုပ်ယုံတက်ချင်းတဲ့လုပ်သားများခရီးသွားပြည်သူနာအသုံးပြုနေတဲ့ရင်းများတစည်းနဲ့တစည်းခက်ခဲစွာရှောင်တိန်မောင်းနေရတဲ့အခြေအနေဖြစ်ပါတယ်လမ်းကျယ်12ပေသာရှိပြီးလမ်းတစ်ဖက်တစ်ချက်စီမှာအမာခံလမ်းပခုံးမရှိတဲ့အတွက်မော်တော်ယာဉ်များလမ်းဘေးကိုဘီးချပြီးရှောင်လို့မရပါဘူးလမ်းဘေးကိုဘီးချပြီးရှောင်ရတာနဲ့ဘီးညွန်နာပြီးရင်တိတ်ဆောင်ပြီးတော့အန္တရာယ်ရှိနိုင်တဲ့အတွက်ကြောင့်မလို့တစည်းနဲ့တစည်းခက်ခဲစွာရှောင်တိန်မောင်းနေရတဲ့အခြေအနေကိုတင်ပြခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့လမ်းတစ်ဖက်တစ်ချက်စီမှာ3ပေအမာခံလမ်းကုန်းဆောင်ရွက်ပေးနိုင်ရခြင်းတင်ပြပေးရခြင်းဖြစ်ပါတယ်ခင်ဗျာယခုကျွန်တော်တင်ပြခဲ့တဲ့တင်ပြပါအချက်လက်ဓာတ်ပုံမှတ်တမ်းများအရလမ်းချက်ပေးရတဲ့ကြန့်ရှိတဲ့7မြင်းဆောင်2မိုင်ကိုတစ်ဖက်နဲ့3ပေအကျယ်ရှိတဲ့အမာခံလမ်းကုန်းဆောင်ရွက်ပေးနိုင်ပါရန်နဲ့ပျက်စီးနေတဲ့ကွန်ကရစ်လမ်းပိုင်းအချို့ကိုပြုပြင်ပေးနိုင်ရေးအတွက်လွတ်တော်ဥက္ကဋ္ဌဒီမှာတစ်ဆင့်မြင်းမြန်းခြင်းဖြစ်ပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာကျွန်တော်အနေနဲ့မိမဲ့မိဖို့အနေနဲ့ကတော့စိုက်ပျိုးရေးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများနဲ့ဒေသနေပြည်သူများရဲ့အလုပ်ကိုင်ခွင့်လမ်းများအတွက်များစွာအကျိုးပြုနေတဲ့ပဒံရီကျော်ခတ်တိယလမ်းကိုလမ်းချက်ပေးနိုင်ပါရန်နဲ့ပျက်စီးနေတဲ့ကွန်ကရစ်လမ်းပိုင်းတွေကိုပြုပြင်ပေးရန်အတွက်ဆောက်လုပ်ရေးဝန်ကြီးဌာနလမ်းကြီးကြပ်ရေးအဖွဲ့အနေဖြင့်ပဒံရီကျော်ခတ်တိယလမ်းမှာကျန်ရှိနေတဲ့7မြင်းဆောင်2မိုင်ကိုတစ်ဖက်နဲ့3ပေစီလမ်းချဲ့ရန်နဲ့ပျက်စီးနေတဲ့လမ်းပိုင်းအချို့ကပြုပြင်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိအစီအစဉ်ရှိပါကမိတိချင်းနဲ့မိတိခါနဲ့မိကတ်တို့ဆောင်ရွက်ပေးပြီးအစီအစဉ်မရှိပါကအဘဲကြောင့်ဖြစ်သည့်တို့ကိုဖြေကြားပေးပါရန်လွတ်တော်ဥက္ကဋ္ဌကြီးဌာနတစ်ဆင့်နေမြန်အပ်ပါတယ်ခင်ဗျာလက်ဆိုင်ရာတိုင်းဒေသကြီးဖွဲ့စည်းဝင်ကဖြေကြားပေးဖို့ဖြစ်ပါတယ်ဒီသားပါတော့လွတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာကျွန်တော်အနေနဲ့တွန်တေးမြို့နယ်မဲဆန္ဒနယ်မှာတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးနေဝင်းမှမေးမြန်းထားတယ်စောက်လုပ်ရေးဝန်ကြီးဌာနလမ်းကြီးကြပ်ဖွဲ့ကဗရန်ရေကျော်ခက်တိယလမ်းရှိကျန်ရှိနေသော17မိုင်2ဖာလုံးဟာတစ်ဖက်လျင်3ပေစီလမ်းချဲ့ရန်နှင့်ပျက်စီးနေသည့်လမ်းပိုင်းချို့ဟာပြုပြင်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိအစီအစဉ်ရှိပါကမြည်သည့်ချိန်မြည်သည့်အခါတွင်ဤကဲ့သို့ဆောင်ရွက်ပေးမည်စီစဉ်မရှိပါကဘဲတောင်ဖြစ်သည်ကိုဖြေကြားပေးရန်ကျေဝင့်ပြမေကွန်းကိုဖြေကြားသွားမှာပဲဖြစ်ပါတယ်။ဒေသပါတော်လွတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာတွန်တေးခရိုင်တွန်တေးမြို့နယ်အတွင်းရှိဗရန်ရေကျော်ခတ်တိယလမ်းသည်လမ်းရှည်73မိုင်3ဖာလုံးရှိပြီးလမ်းဦးစီးဌာနကြီးကြပ်ရေးအဖွဲ့ရန်ကုန်မှတာဝန်ယူဆောင်ရွက်လျက်ရှိသည့်ပြည်တော်စုမှစီမံခန့်ခွဲသောလမ်းဖြစ်ပါတယ်။လက်ရှိလမ်းအခြေအနေ73မိုင်3ဖာလုံးမှာ12ပေအကျယ်ကွန်ကရစ်လမ်းအမျိုးအစားဖြစ်ပါတယ်။2026-29ဘဏ္ဍာရေးနှစ်တွင်တိုင်းဒေသကြီးငွေလုံးငွေရန်ပုံငွေဖြင့်၎င်းလမ်းပိုင်း8မိုင်3ဖာလုံးမှ17မိုင်3ဖာလုံးတွင်ကျိုးကျပျက်စီးနေသောကွန်ကရစ်လမ်းပိုင်း3မိုင်1.5ဖာလုံးအားတူးထုတ်ဖယ်ရှား၍12ပေအကျယ်9လက်မအတူကွန်ကရစ်လမ်းပြန်လည်ခင်းကျင်းလုပ်ငန်းဆောင်ရွက်ရန်ရန်ပုံငွေရရှိပြီးဖြစ်ပါတယ်။2026-29ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီးငွေလုံးငွေဖြည့်ဆက်ရန်ပုံငွေဖြင့်၎င်းလမ်းပိုင်း9မိုင်3ဖာလုံးမှ17မိုင်3ဖာလုံးတွင်
ကျိုးကျေပျက်စီးနေသောကွန်ကရစ်လမ်းပိုင်း3ညမိုင်2ဖာလုံးဝတူးထုတ်ဖယ်ရှားပြီး12ပေအကျယ်9လက်မအတူကွန်ကရစ်လမ်းပြန်လည်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန်ရန်ပုံငွေရထားပြီးဖြစ်ပါတယ်။သို့ဖြစ်ပါ၍ရန်ကုန်တိုင်းဒေသကြီးတွန်တေးခရိုင်တွန်တေးမြို့နယ်တွင်ရှိဗရန်ရေကျော်ခတ်တိယလမ်းတွင်ဆောင်ရွက်ရန်ကြံရှိသောပျက်စီးနေသည့်ကွန်ကရစ်လမ်းပိုင်းအချို့ပြုပြင်ခြင်းအား2029-28ဘဏ္ဍာရေးနှစ်မှစတွင်၏နေ့လိုက်တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေထည့်သွင်းရတာတင်ပြတောင်းခံသွားမည်ဖြစ်ပြီးရန်ပုံငွေခွဲဝေရရှိမှုပေါ်မူတည်၍ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့်12ပေကျမှ16ပေကျကွန်ကရစ်လမ်းချဲ့ခြင်းကိုလက်တလောတွင်ဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်းလွှတ်တော်ဥက္ကဋ္ဌမှတဆင့်ပြန်လည်ဖြေကြားပါရယ်ကျေးဇူးတင်ပါတယ်